ဒီတခါနောက်ဆုံးအပိုင်းအားကုန်ရွှိုင်းထားတဲ့ပြောချေလာတော့နေကဦးလီအကူညီနဲ့အမညီမတွေရဲ့နဘီကာယံတောညံတဲ့စကားအတွေ့ဗရမများကြီးကိုတောတာအာယုံပေးတဲ့ဆုံးနားဆင်ကြည့်ကြပါကုန်ဒီတော့လူပါပြောစီကလေးစီပါကူလေးရှောက်ပြောတာနော်ဟုတ်ပါတယ်ကိုဟာဒီလာတဲ့ခါလေးကိုကြုံလုံးစုံလုံးပေါ့ဗျာရုပ်တဲ့ခွဲမနှုတ်ဆက်ပွဲလေးချစ်ကန်ခေရတဲ့ဒါလေးလို့အားငယ်တာလို့ပြောတယ်အချစ်ကပေးတဲ့နှစ်လေးနှစ်ယောက်နဲ့တဲ့ဝမ်းချင်းဝမ်းသာဒုက္ခရောက်သွားပဲရှင်ကျမကိုလည်းကဲပါရှင်လည်းဘယ်ဖက်ပါဖက်တာဒီနဲ့မြုံမိတယ်ငါလေးလုံးတာလာတော့ရွာပေါင်းရောက်တော့ကလေးတစ်ယောက်တွေ့တကောင်မဲပဲလားကျုပ်လာတော့သားဗျလာခဲ့ပြီးပြီးတော့လာခဲ့ပြီးပြီးတော့လာတော့သားရှာနေဒီကောင်မပြေးနားလေမင်းဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုကလေးလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့ယူကျွေးပါမယ်ကိုဘေကလာပြီးဝဲဘုရားဝဲကျက်ပြောဖြုတ်သေးလောက်တော့နွားတယ်သူများဆိုင်ကမူလာဒီနေ့900 500ဖို့ဝဲသားတာမကလာကြီးထောင်ဖို့ကျလဲအသားလုံးဟန်ရေးလို့ကကိုမောကိုဖက်မလို့ဘူးခါတိုင်းနေ့ကတော့ညီရဲဟိုအလားမယ်ကြီးရတယ်လို့မင်းသားပေါင်းစုံကြီးရတယ်လို့ပဲစိုက်ဆုံးဂိုက်ကုံနဲ့လွတ်လို့ရတယ်။အော်အာသာပေါင်းကြသွားကြတာလေ။တော့ကတော့ဂျုံနေပါတယ်ဆိုတော့အဲ့ဘက်တည်းကြောက်ကြနေပါတယ်ဂျုံတို့ကလေးပဲလို့ရိတ်တာလေ။တကြခွိုက်တာအဝေသိမြင်ရတဲ့ငုတ်ကြီးရင်အဲ့ဒါလည်းဆိုတော့လေပလုံဆိုဘလူကလည်းခေါင်းကြိုက်ပြီးတော့လုံးလာတယ်။ဟောလူကလည်းခေါင်းကြိုက်ပြီးတော့လုံးလာတယ်။ကောက်ထားတဲ့ချစ်ကုတ်သူ့ကုတ်ထားမှလည်းတိတ်ကုတ်ထားမှလည်းညနာတွေသွေးရဲလို့တဲ့ထညိတ်ကိုလောင်းထားမှတဲ့အဲ့ဒါလည်းဆိုတော့သူကတော့ဘုရားထူးကြတဲ့ဒူရလေလုံငါအဟုတ်ပန်းလဲကိုကဟိုလူပေါ့ဗျာနဗေတက်နဲ့ဟိုဂျင်းနဲ့နေပြီးတာပဲရိတ်တကတဲ့သူဆိုတော့မပြန်မနဲ့ကြည့်နေရတယ်ဟိုပတ်မတီးတီးတဲ့သူကလက်တရညောင်းလာတယ်မင်းသားကြီးလို့ဆိုတဲ့မင်းဟောဘလူကလည်းအရှုံးပေးပြလူကလည်းအရှုံးပေးဒီစားတဲ့ကဘလူတော့ဆိုဘလူတရားမလားလူတရားမလားဆိုဟာလို့ဆိုစာစီစာကုန်းစာအုပ်ကရွာမင်းတွေကဆိုမြင်းပြူမလေးဟိုတော့ကတစ်ထေးမှစီးနိုင်ပါမြင်းပြူကအဲ့အောင်သားပေါင်းကြတဲ့မြင်းပြူမနဲ့ဒီကြီးကန်ကိုဂျိုးတက်လှတာတဲ့မနဲ့4နိုင်ဆိုတော့ရောက်တော့ညာတွင်းချင်းပြန်မောင်းသွားတယ်အဲ့စာအုပ်ခါကြလို့တော့စာအုပ်ကလည်းကြာနေရတယ်ဟိုရတော့မြင်းကအမြင့်ပြန်တော့ခက်တော့ပရိတ်သားလည်းကမြင်းကြီးခွေးကြမြင်းသားရောက်မြန်တာအဲ့ဒါကိုအချိန်မပြည့်နောက်ဖျားနေမပြောနဲ့ဇက်ခုံနောက်ဖျားနေမပြောနဲ့ဇက်ခုံရှင်းနေတဲ့ပစိုးကြီးအဲ့ဒါကိုသတ်တဲ့ဟာဘလူးတဲ့ဟာဘလူးတဲ့ဟာဘလူးတဲ့ကျဲကျဲလည်းမပြောရဘူးတိုးတိုးတိတ်တိတ်ပြောတာလာကကြီးကြီးကျဲကျဲဘုံမှုတဲ့ရှောက်ပြောနာတယ်သူ့လမ်းမြခင်းထားတာကြည်အောင်နဲ့မြေပဲယူပလက်လန်တိုင်းတိုင်းကြားရှာလို့ကြံ့ထော်နေဆိုင်မျိုးချလိုက်တဲ့အမေစုပေးတဲ့အမှတ်တရဆိုပြီးတော့လာတော့နဲ့မန္တလေးထမင်းတုံးနဲ့မပြန်မှာလို့ထမင်းတုံးနဲ့ပြန်မှာလို့လာတော့နဲ့မန္တလေးဂိတ်တရားပေါ်လေဒီဘိုင်းနဲ့ဘိုင်းနဲ့၄ခါလောက်ရနေရတာကားပေါ်တင်အသေးကြီးတွေမောင်းမှာနာယူလောက်မောင်းမယ်လမ်းစဉ်3နာရီလောက်ကြာတယ်ကားပေါ်တင်ဟာကိုစမ်းကြည့်ရပြီကွာတပည့်များဖြူလာတယ်များဖြူလာလားဟောရက်နေတာပြောတတ်တယ်ဟောရက်နေတာပြောတတ်တယ်အဲ့လိုခုတရုတ်ကသိနေတာလာတော့ခေါင်းဝက်လက်ခေါင်းကျန်တော့တာဝက်လက်မရှိတော့ဘူးညညိုးထားတာအောက်ပိုင်းတစ်ပိုင်းကခေါင်းကျန်တော့တာဒီလိုညာတင်မောအလုံးလောက်တင်မဲ့တာသူကအပင်မှာမဲ့တာတို့တစ်ပင်နေနှစ်စင်ဆိုင်နေကိုပဲကြောင်းရဲမှာတော့ခင်ဗျာလေဒါပေါ့နော်တို့တစ်ပင်နေတာနှစ်စင်ဆိုင်နေမဆိုမကြောင်းရဲဘူးဘာလို့ဆိုတော့ခင်ဗျာလေတောတောင်ရင်းမြေတဘာဝအပင်နေပါလိရှိမှကျတို့လေးတိုင်းမိုးတိုင်းခံပါဦးဗျာဒါပေါ့ဗျာသိန်း20တန်းနေတဲ့ဝင်30 100ချဝယ်တော့ရောင်းရောင်းတော့ခုတရုတ်လည်းရောက်သွားခုနတ်ပုံနဲ့ပေါင်းတာကိုရီးယားတိုင်းပြည်ဖတ်တဲ့တော့ကကြောစိုးအောင်ရိုက်မာတယ်ဆို6တော့ကိုကြောက်တာပါကလေးဆိုတော့အဲ့ဒါတော့ဟုတ်တယ်အဲ့တုန်းကတော့ဥတရားလည်းမင်းတို့တဲ့အချက်ဝင်ကြည့်တဲ့ကြောစိုးအောင်ရိုက်မာတယ်ပြော6တာပါဗျာစာပညာသင်မြသေးဘူးလို့ခုနေစာပညာသင်မြလို့တိုင်းပြည်ရငထမင်းချီပေါတာလည်းဖြစ်နေတယ်လေချီပေါတိုင်းဘွားစီနာလေးငထမင်းဆရာဝန်တယောက်တော့ရောက်လာတယ်ခင်ဗျ
သူရောက်လာပြီး3ရက်လောက်နေတော့လူနာတယောက်ဆေးသွားထိုးရသေသွားတယ်ခင်ဗျ ကျွန်တော်ပေါက်ပြီးသားပါဆရာရဲ့ လေဒါမတော်တဆဖြစ်တတ်ပါရဲ့ပြဿနာမရှိပါဘူးတဲ့နောက်9ရက်လောက်နေတော့နောက်တစ်ယောက်သွားထိုးပြန်နေဆရာကြီးရဲ့သေတာပဲခင်ဗျ တောင်တာပါလူနာတစ်ထောင်ကျော်တက်တာကျင်းလေးလည်းထီလက်ပဲမပေါ်ဘူးခမညာ လေကာယမတော်ရင်2ယောက်လောက်ကလည်းစက်တိုက်ဖြစ်ကောင်းဖြစ်နိုင်တာပဲကျွန်တော်တို့ပြဿနာမလုပ်ပါဘူးတဲ့ဆေးထိုးရမှာတော့ကြောက်သွားတယ်ခင်ဗျတစ်လလောက်ရှိတော့တယောက်ကမလွဲတာမဆောင်တာသွားထိုးရပြန်နေသေတာပါပဲ ဒေါက်တာမောင်တောင်တာပါ လေဒါကြတော့လည်းနည်းနည်းများသွားပြီဒါနဲ့ကျွန်တော်တို့အထက်ကိုတိုင်စာပို့လိုက်တယ်တဲ့ဘယ်လိုတိုင်လို့ဆိုတော့ဒီဆရာဝန်ကိုမြန်မြန်ပြောင်းရင်လည်းပြောင်းပေးပါတဲ့ပြောင်းမပေးနိုင်ရင်လည်းတင်းချိုင်းကုန်းကိုချဲ့ပေးပါ အောက်တိုပိုင်းမှာတိုက်ပေါ်လိုက်မှတယ်လို့မက်ဆက်ကနေပါအောင်နဲ့ဈေးရောက်မြန်လာမင်းတို့ကြည့်လိုက်တော့မှအားရှိသွားတာအောက်တိုတိုက်ပေါ်လိုက်မှတယ်လို့ နွားကြောင်တော့ဟိုအရန်ကောင်းတဲ့ဟိုအပေါင်းအသင်းတွေပေါ့ဗျာကိုကခေါင်းရင်ထားပြီးတော့ဟိုမှာဒီလိုပဲပြောကြဆိုကြတာကိုကကိုပွဲပြဖို့ အန်တော်တခြားဆို3-4တောင်းရနာ ညတောင်တစ်ခါကအတင်းခံလေကအမြဲတမ်းနေတိုင်းမောင်ရှင်လောင်းပြင်ပြီးနေရတယ် အလကားရတဲ့ပြောင်းမှုကိုစားနေလိုက်တာလေဘာကြောင့်ပေါက်နေတာအောင်လဲမနာဘူးနော်အခုတော့ဒီအစာနေပြီးတော့မရှိနိုင်မကနိုင်ဖြစ်နေပြီ ဟိုတည်းနဲ့ကျွဝင်းပြဘီမီတယ်မတဲ့ဆိုင်ကယ်တွေဆဲနာဆိုင်ကယ်တွေကယ်လီရေးလောက်နာလားကျတဲ့ရဲလောက်နာကျွဝင်းပြဘီမီတယ်မတဲ့လို့ပြာနာဆိုင်ကယ်တွေ ဘုလားမြမရွေးတော့မောင်းထူးရွေးနေ ဆိုင်ကယ်လုံးလည်းမသိကျင်တော့ဘူးလို့ဟိုကလီလည်းမသိကျင်တော့ဘူးလို့ဟိုဘာတော့125တွေပါလေလားဟာလားဖင်းအောင်တွေဒီဇိုင်းတွေလည်းမသိကျင်တော့ဘူးလို့ဟိုဆိုင်ကယ်လေးအုပ်ထုလေးနဲ့ဆိုင်ကယ်လေးနဲ့တွဲပါလာရောဟိုကုတ်လိုက်တာလေဘယ်ဖွားတော့သူလည်းကန်သွေးကန်ကန်ကုတ်လိုက်တာဖိုးကြီးကိုသွားဆဲနေမှတဲ့ဂလို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 ဆိုတော့ဖုံးနေပါလာလားအင်ဂျင်ကနေပြီးခဲ့ကိုသွားနှုတ်နေမှတဲ့လို့ ဂလုတ်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  ပြန်သွားလေဖိုးကြီးကိုသွားနှုတ်လိုက်တော့ပြန်မပေါက်ဘူး ဘုရားတော့ကြက်သားဟင်းနဲ့စီသမင်းကျွေးတယ်တဲ့ကြက်ကမစားရင်ကြော့လိုက်ရသေးတယ်ကိုယ့်ရဲ့အသက်ကြီးနေလို့ကြက်ရင်းတယ်လို့ပြောတာမစားရင်ကြော့လိုက်ရသေးတယ်ကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့ အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ